ခုနကဒေါ်လာ100နဲ့ပေါ့လေ trading ကောင်းဒေါ်လာ100နဲ့ခုမှစလုပ်မယ်ရေရှည်အဆင်ပြေနိုင်လားဆိုပြီးကျွန်တော်ကိုကျွန်တော်ရဲ့ Facebook ထိရောက်လာပြီးတော့မေးတဲ့ညီငယ်တယောက်ရှိရေပေါ့သူကထိုင်မှာသူလည်းထိုင်မှာနေတာပေါ့လေဆိုပြီးတော့ရေရှည်မှာအဆင်ပြေနိုင်လားဒေါ်လာ100နဲ့ခုမှစလုပ်မယ်ဆိုတော့မေးခွန်းတွေ့တော့ကျွန်တော်ရဲ့ဒီ viewer ရဲမှာပဲလူငယ်တွေပေါ့လေသိကျင်ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒေါ်လာ100နဲ့အဆင်ပြေနိုင်လားဆိုရင်ကျွန်တော်ရဲ့အမြင်ပဲပြောမယ်ရေရှည်မှာအဆင်ပြေဖို့ဆိုတာအဝေးကြီးဗျာအဝေးကြီးအခုမှစလုပ်မှာဖြစ်တဲ့အတွက်အဲ့ဒေါ်လာ100ကတော့အမြင်ပြောနော်မှန်ကြပါမယ်ကုန်ကားဖို့များတယ်အဲ့ဒေါ်လာ100အခုမှစထည့်တဲ့ first deposit ကတော့လူတိုင်းဒီမှာပြုတ်သွားတာများတယ်ကိုနည်းရတယ်များတယ်ပဲပွားလိမ့်မယ်အဲ့တော့100နဲ့ဆင်ပြေတော့အဆင်မပြေဘူးလို့ပဲကျွန်တော်ပြောချင်တယ်ကုန်ကားဖို့များတယ်ဒါပေမဲ့တခုမှထားမှာကကျွန်တော်တို့ဒီ trader ရဲ့ခုမှစပြီးဝင်လာပြီဆိုရင်တခုတော့ရှိတာရှိတယ်လူတိုင်းတော့မဟုတ်ဘူးအဲ့ဒါဘာလဲဆိုတော့ beginner lucky လို့ခေါ်တယ် lucky ပေါ့ဗျာကံကောင်းတာပေါ့လေကံကောင်းပြီးတော့မြတ်သွားတဲ့ဟာမျိုးတော့ beginner lucky ဆိုပြီးတော့ရှိုးလူတွေရှိတယ်အဲ့ဒါကိုဟိုလေသတိထားမယ်ထားပါတော့ဗျာကိုကဒေါ်လာ100ဖွင့်လိုက်တယ်မကြခင်မှာညာရင်းချင်းမှာဒေါ်လာ200ဒေါ်လာ300တွေစက္ကန့်တိုးပြီးဖြစ်သွားတဲ့ဟာမျိုးတွေရှိတယ်ဒါ beginner lucky တက်ပဲဘာမှအများကြီးစိတ်ကူးရင်လို့မရဘူးသေးဘူးအဲ့တော့ကိုကရရှိမှသွားမယ်ဆိုရင်ကိုကထပ်ပြီးတော့ stat တွေကြားထဲမှာအများကြီးဖြတ်တန်းရအောင်မယ်ငွေထက်ထက်ရအောင်မယ်လို့ကျွန်တော်ကပြောချင်တယ်အဲ့တော့ကိုကမထဲနိုင်ဘူးကိုတကများရဲ့ပမာဏဆိုရင်တော့အစိုးရကမလုပ်တာကောင်းတယ်ကျွန်တော်အမြဲပြောလို့ပဲမလုပ်ရှင်လည်းမလုပ်နဲ့လုပ်ပြီးဆိုလည်းဖြည်းဖြည်းမြောက်ကျွန်တော်တို့ဒီအကုန်ခံတာဖြစ်မြောက်အချိန်ပေးပြီးအချိန်ကုန်ခံတာဖြစ်ငွေကုန်ခံတာဖြစ်မှပဲကျွန်တော်ရလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်